မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာသိစရာတွေကိုအကုန်သိလို့ဗုဒ္ဓလို့ခေါ်တာဒီလိုသိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုသိတာလက်တဆုပ်စာလေးပဲသိတယ်မြတ်စွာဘုရားသိတာကျတော့လက်တဆုပ်စာမကဘူးအများကြီးသိတယ်မြတ်စွာဘုရားကတခါဟောတယ်တစ်တော်ထဲမှာတိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လာငါလက်ထဲကတိရွက်ကလေးတွေတောကြီးထဲမှာရှိတဲ့တိရွက်နဲ့ငါလက်ထဲမှာရှိတဲ့တိရွက်ဘယ်ဟာများတော့ဆိုရဟန်းတွေကိုမေးတော့ရဟန်းတွေကအရှင်ဘုရားတဲ့တောထဲမှာရှိတဲ့တိရွက်တွေကအစမတန်များပါတယ်တဲ့ရှင်ဘုရားလက်ထဲရှိတဲ့တိရွက်ကဘယ်လောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတတော်ထဲမှာရှိတဲ့တိရွက်တွေလိုပဲအများကြီးပဲတဲ့ငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုပ်ထားတဲ့တိရွက်ဆုပ်ကလေးလောက်ပဲဟောတာတဲ့